တာဒုက္ခသောမောစနထာယပပိဒံယာသာမိဒုတိယံမိတတိယံမိဗန္တေသံဃာရမောတာဒုက္ခသောသံဃာမောစီယမပြည့်မြတ်ပါရခြင်းယုမှာရှင်သာမဏေဖြစ်ကိုသံဃာပါ၏အဲဒီမွေးလာအဲ့တော့ဘုရားဖြစ်ပြီဆိုတဲ့အခါကျတော့ခုနကလူဘဝမှာဖြစ်လာတဲ့မကောင်းတဲ့တရားတွေဘယ်သူမှလည်းမမြင်နိုင်တော့ဘူးဘုရားဆိုတော့ဘုရားပဲမြင်နေတယ်ခုလည်းပဲသံဃာပါဠိဒီဆိုတော့ယေကိကခုနသိမှဟောယေကိမကောင်းတာတွေကိုမမြင်ဘဲနဲ့ကောင်းတာတွေကိုမြင်ပြီးတော့ခုနကသင်္ကန်းလေးယူလိုက်တာနဲ့ဟောဒါကြောင့်ခုနကပြောတဲ့အတိုင်းဘုရားရှင်လူဘဝမှာမကောင်းတဲ့အကျေးတွေကြည့်လာတဲ့အခါကျတော့သိသိချင်းနဲ့ကဘာတဲ့ပရမတ်တွေဖြစ်လာတဲ့ချိန်ကာလမှာယေသမလည်းဖြစ်ခဲ့တယ်မူသမလည်းဖြစ်ခဲ့တယ်တမျိုးဝိပတိယမဟဝဒာမိတံဝဒေသာအမဘတ္တိဖြစ်ပါယသို့အမဘတ္တိဖြစ်ပါယနမောကေသာမိဒုတိယံပိဘုဒ္ဓံသရဏံဓမ္မံသရဏံကေသာမိတတိယံပိဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအာဗမသရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိသုရာမေရာယမေသဗ္ဗမသတ္ထာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာဓိယာမိနေသာဂိတာဝေရမဏိသိက္ခာပဒံသမာဓိယာမိသာတရူပရာဇတအတိက္ခာနာဝေရမဏိသိက္ခာပဒံဒေနသံပါတိသာအမမနိနေမယဥပ္ပဒီမှာအဲ့တော့ဒီပါတိဆိုခုနကဟင်းတော့လာပုံမှန်နေတယ်ဟုတ်တယ်ဆုံးမဒီကံတွေတော့ဒီပါတကွယ်ဥပိ္ပဒေဆရာဖြစ်တော်မူပါဗျာ